အားလုံးပဲမင်္ဂလာပါကျွန်တော်အခုရိုက်ပြပေးထားတာလေးကတော့ကျွန်တော်တို့ Alpha 1HP aircon လေးကိုကျွန်တော်တို့ရိုက်ပြပေးထားတာဖြစ်ပါတယ်ခင်ဗျာဒီကောင်လေးကဆိုရင်အာမခံပိုင်းမှာဆိုရင်ကျွန်တော်တို့ compressor အတွက်9နှစ်အာမခံပါပါတယ်ပြီးတော့အခြားစိတ်ပိုင်းအတွက်ကျွန်တော်တို့အာမခံတစ်နှစ်ပါပါတယ်ခင်ဗျာဒီပစ္စည်းလေးကဆိုရင်အာမခံလည်းကောင်းတယ်ရည်သွေးလေးကလည်းတော်တော်လေးကောင်းတယ်ဈေးနှုန်းကလည်းအသင့်တင်မှာရှိတဲ့အတွက်ကျွန်တော်တို့ဒါလေးကိုညှိနှိုင်းခြင်းဖြစ်ပါတယ်ခင်ဗျာဒါလေးကိုကျွန်တော်တို့ခန်းနေကြရင် customer တို့တွားရောက်တက်ဆင်ပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့စီမှာဆိုရင်aircon brand မျိုးစုံကိုကျွန်တော်တို့စီမှာစုံလင်စွာရရှိနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီ Alpha မှာမဟုတ်ဘူးအခြားမျိုးစား Chico MCG Mitsubishi LG တိုင်ကင်းပေါ့နော်အခြားသောအမျိုးအစားတွေကိုလည်းကျွန်တော်တို့စီမှာစုံစုံလင်နဲ့ရရှိနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီကောင်လေးရဆိုရင်ဖြစ်အိမ်ရောက်တက်ဆင်ပြီးစီနဲ့တွားရောက်တက်ဆင်ပြီးမှာဖြစ်ပါတယ်ခင်ဗျာအိမ်ရောက်တက်ဆင်ပြီးမှာဆိုကျွန်တော်ပါလဲပါဆိုJ bike ပါမယ် frame ပါမယ် seat cap ပါမယ်ကျွန်တော် installation ပါမယ်ပြီးရင် transportation ပါမယ်ပြီးရင်drain pipe ပါမယ်ပြီးရင်ကျွန်တော်တို့ accessory ပေါ့နော်အခြားသော accessory တွေလည်းကျွန်တော်တို့တက်ဆင်ပြီးစီနဲ့ကျွန်တော်တို့ဆောင်ရွက်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဆိုင် aircon ဆေးရံဆောင်မှာဆိုရင် aircon ရေကက်တက်တာဝိတ်လျှော်စံနဲ့ပတ်သက်ပြီးတစုံတရာလွှဲခဲ့မယ်ဆိုရင်ဆိုင် aircon ဆေးရံဆောင်ပြီးတော့ခေါ်ဆိုပြီးတော့ဆောင်ရွက်နေပါတယ်ခင်ဗျာခေါ်ဆိုရမယ့်ဖုန်းနံပါတ်လေးကတော့266-854-639ပြီးတော့985-149-959ခုကိုခေါ်ဆိုပြီးတော့ဆောင်ရွက်နေပါတယ်ခင်ဗျာဒီလိုလေးကိုအဆုံးထိကြည့်ပြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ